လေးလေးတွေဟာလိန်တတ်တယ်ငယ်ရွယ်တဲ့အချိန်တွေမှာလိန်ပြောတတ်တယ်အဲ့ဒါကိုမိဘတွေကမထိမ့်သိမ့်တတ်ဘူးဆိုရင်ဒီကလေးကကြီးစီထီအောင်လိန်တတ်တဲ့ကလေးဖြစ်သွားတတ်တယ်အဲ့တော့မလိန်အောင်သွန်သင်ပေးရမယ်ငယ်ရွယ်ဆိုတော့ကြောက်လို့ဖြစ်ဖြစ်ဘာလို့ပဲဖြစ်ဖြစ်လိန်ပြောတာလိန်နာဟာကလေးလေးတွေအဖို့မှာမုံစားသလိုပဲနော်မမှန်ကန်ကန်ပြောရင်လူကြီးတွေကငါရိုက်မာလားမှန်မာလားဆိုရဲကြောက်တာနဲ့လဲလိန်နာပဲပေါ့နော်အဲ့ဒါလို့ခုနှစ်နှစ်အရွယ်ကလေးလေးဟာလိန်တတ်မှဆိုလို့မြတ်စွာဘုရားကရာဟုလလေးကိုမလိန်ရအောင်ကလေးလေးနားလဲအောင်သင်တဲ့သုတ်တန်လေးဟာဘုန်းကြီးတို့တွေဖို့မှလည်းအမတန်မှတန်ဖိုးရှိတဲ့တရားတစ်ပုဒ်ပါပဲတရက်တော့မြတ်စွာဘုရားကရာဟုလာကိုခေါ်တယ်ရာဟုလာလာငါနဲ့လိုက်ခဲ့ဆိုပြီးခေါ်သွားပြီးတော့မြတ်စွာဘုရားကခြေဆေးတဲ့နေရာရောက်သွားထိုင်ပြီးတော့ခြေဆေးဖို့ရာရေခတ်ထားတဲ့ရေအိုးထဲကနေပြီးတော့ခွက်ကလေးနဲ့ရေခတ်ယူလိုက်ခတ်ယူပြီးတဲ့အခါမှာရေလေးကိုတဝက်သွန်ပြီးတော့မြတ်စွာဘုရားမေးတယ်ရာဟုလာတွေ့လားဟောဒီမှာရေခွက်ထဲမှာရေတဝက်ပဲရှိတယ်တွေ့လားဆိုတော့တွေ့ပါတယ်ဘုရားတဲ့လောကမှာလိန်ပြောတတ်တဲ့လူဆိုတာကြည့်ကိုချင်းတရားပြည့်ပြည့်ဝမရှိဘူးတဲ့ဟောကိုချင်းတရားမပြည့်ဝဘူးပေါ့ဒီခွက်ထဲကရေတွေမပြည့်သလိုပဲလိန်တတ်ပြီဆိုရင်မင်းကိုချင်းတရားတွေမပြည့်နိုင်ဘူးတဲ့ကိုချင်းသီလတွေဟာပျက်စီးတယ်အဲ့ဒါလို့ကလေးနားလဲတဲ့စကလုံးလေးနဲ့သုံးပြီးမြတ်စွာဘုရားကခွက်ထဲကရေတွေကိုသွန်လိုက်တယ်ကဲရဟုတ်လားဟောဒီထဲမှာခွက်ထဲမှာရေတွေရှိသေးလားမရှိတော့ဘူးဗျာရေတွေသွန်လိုက်တယ်အေးအဲ့ဒီလိုသွန်လိုက်တယ်လို့ပဲလိန်ပြောတဲ့ပုဂ္ဂိုလ်ဟာကိုချင်းတရားတွေအကုန်လုံးစွန့်ပစ်လိုက်တာနဲ့အတူတူပဲဆိုပြီးတော့မြတ်စွာဘုရားကခွက်ကလေးကိုမှောက်ပြီးတော့မေးတယ်ရဟုတ်လားတွေ့လားငါခွက်ကလေးကိုမှောက်ထားအဲ့ဒီခွက်ကလေးမှောက်လိုက်တယ်လို့ပဲလိန်ပြောတတ်တဲ့ပုဂ္ဂိုလ်ရဲ့အကျင့်တရားတွေဟာအကုန်လုံးဆောက်ထိုးပဲဘာမှမရှိတော့ဘူးအကျင့်တရားတွေကိုအကုန်လုံးမှောက်ပြစ်လိုက်တာနဲ့အတူတူပဲနောက်တစ်ခါမြတ်စွာဘုရားကခွက်ကလေးကိုပြန်လှန်လိုက်ပြန်လှန်ပြီးတော့ဟောဒီခွက်ထဲမှာဘာရှိတယ်ဘာမှမရှိအေးခွက်ထဲမှာဘာမှမရှိတယ်လို့ပဲလိန်ပြောတတ်တဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာခိုးခြင်းတရားဆိုဘာမှမရှိဘူးလို့ပြောတာဟောဒါကြောင့်မို့မင်းရည်စရာအနေနဲ့တောင်လိန်မပြောနဲ့လိန်တာဟာအမတန်အပြစ်ကြီးတယ်ဆိုတဲ့အဓိပ္ပာယ်